ok hôm nay cho nó mẫu nhà ra đâu này sao biểu biểu vào sự biểu biểu đó còn đi vào hôm nay toàn tàu là tàu chèn rồi đó thì này thì còn lưu tàu bây giờ cho nó biết cái gì lưu bông xài đâu đi cho nó biểu biểu nữa chế tháo bông thang đi biểu biểu nữa cho nó đi đó biểu biểu rồi thì đây là hiệu chỉnh thêm nữaဒီလောက်အနေထားလေးပေါ့နော်အနေထားဒီလိုမျိုးလေးပေါ့နော်အဲ့လိုပွားတာတပြေးပြေးနဲ့နည်းလေးပွားလာပြီဆိုရပြီနော်အဲ့လေးကိုတကယ်လို့အကိုကဒီတက်ပို့ပြီးတော့စီးကျင်ရောမုတ်ဖတ်တို့ပေါင်မို့တို့ထထည့်လို့ရတယ်ကျွန်တော်ကဒီအနေထားပဲသုံးမယ်ပေါ့နော်အော်ကျွန်တော်ဒီလိုဆွဲဆုပ်လိုက်မယ်နော်ပုံစံလေးဖြစ်သွားမယ်နော်မလေးတူပုံစံစီစီလေးပဲဗျဒါကျွန်တော်ဒီတိုင်းပဲသုံးနေခင်ဗျတခြားမဟုတ်တော့ပေါ့ကျွန်တော်ထပ်မထည့်တော့ဘူးနော်ကျွန်တော်အဲ့အကိုကျွန်တော်ဘိုးကြီးဒီစင်မုံလေးကျွန်တော်ပြမယ်နော်ကျိုးလေးပြန်ဖြောင်းမယ်ကျိုးလေးပြန်ဖြောင်းမယ်ဒီလိုအလုံးလေးညီညီလေးလုံးမယ်နော်ပြီးရင်ကျွန်တော်မှဒီလိုချိန်လေးရှိသေးတယ်အဲ့ဟိုကျွန်တော်သုံးတာရကျွန်တော်ဖော့လေးတက်ထုံးတယ်နော်ဒီဖော့လေးနော်ကျွန်တော်ဒီဖော့လေးတက်ပြီးသုံးတယ်ဖော့လေးတက်သုံးရအားသာချက်ကပေါ့နော်ဖော့လေးကဒီချိန်လေးကိုဆွဲတင်သွားတာဗျကျွန်တော်ပြမယ်ဒီလိုအနေထားလေးပေါ့နော်ဒီလိုအနေထားလေးဆိုရပြီနော်ခေါင်းလေးရေပေါ်မှာခေါင်းလေးကိုဆွဲတင်တာအောင်ငါဒီကောင်ကိုအစာလာဟတ်တဲ့အချိန်မှာဒီကောင်လေးကအစရဲအဆုတောက်လုံးမှာသွားပြီးညှိပြီးရပါနော်ဒီပုံစံလေးကိုကျွန်တော်သုံးတဲ့ပုံစံလေးကိုပြပေးအောင်နော်မိတာ main ကျိုးဗျ main ကျိုးကိုလည်းကျွန်တော်ကဒီလိုပဲသုံးတယ်နော်
ပြီးတော့လက်လေးလာသေးတယ်နော်ဒါဆိုရင်ကျွန်တော်ပြလို့ရမယ်နော်နောက်တစ်မျိုးကျွန်တော်ထပ်ပြပေးပါဦးမယ်နောက်တစ်မျိုးကကျွန်တော်ကစပီးခိုင်နည်းလေးပြပြပါဦးနော်ဒီလိုမျိုးလေးရမယ်နော်အဲ့ဒါလေးကိုကျွန်တော်လေးအစာလေးရမှာခြေလေးထည့်အစာလေးကိုလုံးမယ်စပီးခိုင်ရနော်ဟိုချိတ်အများကြီးသုံးရမှာလို့ပေါ့နော်ကျွန်တော်သုံးတဲ့ပုံစံပဲပြပြီကျွန်တော်ချိတ်နေအများကြီးပြန်သုံးလိုက်ရနော်ဒီလိုလေးပါနော်ဒါကြောင့်စပီးခိုင်